တောက်ရည်နဲ့ဟင်းစားလေးအတွက်ဈေးကိုလမ်းလျှောက်မယ်ဗျာထိုင်းနိုင်ငံကျွန်တော်ရောက်နေထိုင်းနိုင်ငံလားဟုတ်ပါဘလဲဘာမှလိုအပ်တဲ့ဟာလေးကိုဆက်ထုတ်တယ်ပေါ့တောက်စရာကြီးကုန်နေတဲ့တော်တဲ့ရှီလေးဝင်ထည့်ရပါသေးတယ်ဗျာအခုမှပြောရတာကွာစက်နမနှိပ်ရတယ်အဲရေတောက်ချင်လို့တဲချင်အောင်ဆောင်နေတာပါဒါမှဒါနဲ့အလောက်ကထွက်မဲ့လူပါကျွန်တော်ထားခဲ့ပြီးတော့ရင်ကျွန်တော်ရေတောက်ချင်လို့တဲချင်အောင်ဆောင်တာပါတကယ်တော့အကျင့်မကောင်းပါဘူးကျွန်တော်ထိုင်းနိုင်ငံရောက်တဲ့အချိန်မှာအခန်းပေါ်ဆိုးဆိုးနဲ့စတင်တွေးရှိရချင်းဒီလူပါကျွန်တော်ထားခဲ့တာပေါ့တကယ်ထင်သောင်းမယ်ကျွန်တော်ထားခဲ့တာဒီလူထိုင်းနိုင်ငံမှာသတိထားကြပါအခန်းပေါ်တွေကိုအတူတူနေတဲ့အခန်းပေါ်တွေရနေပေါ့just ရုပ်ပါနေတာရှိပါတယ်ဗျာနော်